ငယ်ကအိယာဝင်ပုံမြင်တွေထဲမှာစိတ်ကူးရင်ခဲ့ဘူးတဲ့မော်လောကကြီးတစ်ခုတကယ်ပဲရှိနေခဲ့ရင်တင်သွားကြည့်ချင်လားမျက်မှောက်ကုတ်စဉ်းစားစရာဇဝင်ကန်းပုံရိပ်များ2026ခုနှစ်ရဲ့အကြီးကျယ်ဆုံးနဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးမော်ဆန်တဲ့ခရီးစဉ်ကြီးတစ်ခုကတော့ရုပ်ရှင်ရုံတွေထဲကိုရောက်ရှိလို့လာပါပြီဒါကတော့ကဘာကျော်စာရေးဆရာမကြီးအီနစ်ပလိုင်တွန်ရဲ့ကနဝင်ပုံမြင်ကိုခင်မီအထူးပြုလုပ်ချက်တွေနဲ့အသက်သွင်းထားတဲ့ The Magic Faraway Tree ပဲဖြစ်ပါတယ်။ဘာလို့ဒီဇာတ်ကားကိုမဖြစ်မနေကြည့်ရမှာလဲ။အံ့ဩစရာကောင်းကင်ဘုံကဘာများတစ်ပင်ကြီးရဲ့ထိတ်ဆုံးကိုတက်လိုက်တိုင်းတစ်ခါမှမမြင်ဘူးတဲ့ထူးဆန်းအံ့ဩစရာကဘာတစ်တွေမုတ်မျိုးမျိုးနဲ့လှုပ်ထားတဲ့ကဘာကစားစရာကဘာစီကိုရောက်ရှိသွားမှာပါ။တစ်ပင်ထိတ်ကအယောင်သွေးစုံလောကကြီးတွေကိုမျက်စိပတာတာဖြစ်အောင်ပုံဖော်ထားပါတယ်။ချစ်စရာကောင်းတဲ့မော်ဇက်ကောင်များတစ်ပင်ကြီးပေါ်မှာနေထိုင်ကြတဲ့လာတူညနန်းကြီးမျက်နှာနဲ့လူသားပိုးကောင်ကလေးတွေနဲ့စုံမကြီးတို့ရဲ့ချစ်စရာညံစင်မှုတွေရေမောစရာနေရက်တွေကိုမြင်တွေ့ရမှာပါကလေးဘဝအလွမ်းပြေစေမဲ့ခံစားချက်လူကြီးတွေအတွက်ငယ်ဘဝပုံမြင်တွေကိုပြန်မှတ်ရစေပြီးကလေးတွေအတွက်တော့စိတ်ကူးစိတ်တမ်းတွေကိုအကန့်အသတ်မရှိပွင့်လန်းစေမဲ့မိသားစုကြီးအကောင်းဆုံးစကားဖြစ်ပါတယ်ဒီတစ်ပင်ကြီးရဲ့ထိပ်ဖြားမှာဘာတွေရှိနေမလဲဆိုတာဘယ်သူမှကြိုတင်မခံမှန်းနိုင်ဘူးပိတ်ကားထက်ကမော်တက်တွေကိုခန်းစားဖို့အဆင်သင့်ပဲလားစိတ်ညစ်စရာနေရက်တွေကိုခဏတာမေးဖြောက်ပြီးအံ့ဩမြင်သက်စရာကောင်းတဲ့တဘာဝလုံးကဘာတွေကိုစုံစူးစမ်းဖို့အဆင်သင့်ပြင်ထားပါမျက်စိပတာတာအလှပဆုံး visual effect တွေနဲ့အတူနှလုံးသားကိုရွေးထွေးစေမဲ့ဇလံကောင်းတစ်ခုပါမော်တစ်ပင်ကြီးရဲ့တကားကပွင့်နေပါပြီတင်းရဲ့မိသားစုချစ်ရတဲ့သူတွေနဲ့အတူအိမ်မက်ကဘာတွေကိုတန်းလှည့်ခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်မော်တစ်ပင်ကြီးစကားကတင့်ကိုစိတ်အပန်း2 နာရီစာစိတ်ပန်းဖြေပေးမယ်လို့ယုံကြည်ပါတယ်